Ladies and gentlemen, may I have your attention, please? The show starts. 10, 9, 8, 7, 6, 5, 4, 3, 2, 1, 0. တသက်မှာတစ်ခါပဲရတဲ့အခွင့်အရေးနဲ့မင်းကိုငါချစ်တယ်။ဒါဝတ်ကြွေးတစ်ခုဆိုရင်အဲ့ဒီဝတ်ကြွေးကိုငါကျင်းတတ်တယ်။ဘယ်နဲ့ဖျားကပဲစီခိုင်းပါစေ။ဘဝမှာတစ်ခါပဲရွေးချယ်ခွင့်ရှိရင်တော့မင်းရှိရာအရက်ကိုငါရွေးမယ်။ငါရဲ့ရွေးချယ်မှုလွဲမှားခဲ့ရင်ကဘာကြီးကပြောင်းလဲခဲ့ရင်မေတ္တာတရားကကြောသားရင်သာခွဲခြားခဲ့ရင်ငါတို့ကမဆုံနိုင်တဲ့မြင်းပြောင်နှစ်ကြောင်ဖြစ်ခဲ့ရင်နောင်တမရှိပဲငါရှင်တန်နိုင်တယ်ဘဝမှာတစ်ခါပဲချစ်ခွင့်ရမယ်ဆိုတစ်သက်မှာတယောက်ပဲချစ်ခဲ့ရမယ်ဆိုကဘာကြီးကပြောင်းလဲခဲ့မယ်ဆိုမင်းကိုချစ်စိတ်ဘယ်အခါမှမပြောင်းလဲမင်းရဲ့ညီနာမကငါရဲ့နေ့စဉ်သုံးဘာသာစကားမျောလင့်မထားပဲတတိယတက်သွားတာငါရဲ့အမှုချင်းနတ်ပြည်နယ်ရဲ့ဘယ်အရာကိုရွေးမလဲလို့မေးခဲ့ရင်မင်းမမရှိမလဲလို့ငါအရင်မေးမယ်ဘဝမှာတစ်ခါပဲချစ်ခွင့်ရမယ်ဆိုတစ်သက်မှာတယောက်ပဲချစ်ခဲ့ရမယ်ဆိုကဘာကြီးကပြောင်းလဲခဲ့မယ်ဆိုမင်းကိုချစ်စိတ်ဘယ်ခါမှမပြောင်းလဲဘဝမှာတစ်ခါပဲချစ်ခွင့်ရမယ်ဆိုတစ်သက်မှာတယောက်ပဲချစ်ခဲ့ရမယ်ဆိုကဘာကြီးကပြောင်းလဲခဲ့မယ်ဆိုမင်းကိုချစ်တဲ့စိတ်ကဘယ်ခါမှမပြောင်းလဲပါဘူး
မတ်ခါပဲချစ်ခွေရမယ်ဆိုတမတ်တယောက်ပဲချစ်ခဲ့ရမယ်ဆိုကဘာကြီးကပြောင်းလဲခဲ့မယ်ဆိုမင်းကိုချစ်စိတ်ဘယ်ခါမှမပြောင်းလဲဝမ်းမတ်ခါပဲချစ်ခွေရမယ်ဆိုတမတ်တယောက်ပဲချစ်ခဲ့ရမယ်ဆိုကဘာကြီးကပြောင်းလဲခဲ့မယ်ဆိုမင်းကိုချစ်စိတ်ဘယ်ခါမှမပြောင်းလဲမင်းရဲ့ညီလာမှာစာရဲ့နေစီကတာတာပါစနတ်ပြည်နယ်ရဲ့ဘယ်အရာကိုရင်းမလဲနေခဲ့မင်းကမှရှိနေတယ်မာရင် Oh no မင်းကိုချစ်စိတ်ဘယ်ခါမှမပြောင်းလဲဘုံမှာချစ်ခွင့်ရပြောင်းလဲအတန်ပြည့်ချစ်ခဲ့ရမယ်ဆိုဘာကြီးကပြောင်းလဲခဲ့မယ်ဆိုမင်းကိုချစ်စိတ်ဘယ်ခါမှမပြောင်းလဲမင်းကိုချစ်တဲ့စိတ်ဘယ်ခါမှမပြောင်းလဲပါဘူး